b minus b ဒီနှစ်ခုဒီ0ဖြစ်တယ်0နဲ့ q of ဒီ b over a ကဘာကြီးပဲဖြစ်နေညှောက်လိုက်လို့ရှိရင်ဘာကြီးပဲဖြစ်နေဆိုတဲ့နေရာမှာဆရာတို့ဒီမှာ infinity တော့မဟုတ်ဘူးပေါ့နော်အားလုံးမင်္ဂလာပါဆရာတို့ဒီဗီဒီယိုမှာ theorem 1.2 ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီ theorem 1.2 နဲ့ဆက်တဲ့ example တွေ exercise ကပုံစံတွေကိုဆက်ပြီးဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ theorem 1.2 ကဘာပြောထားလဲဆိုရင် if a polynomial f of x is divided by ax minus b where a is not equal to 0 then the remainder is f of b over a တဲ့ဒီမှာဆရာတို့ရှေ့ကနေတော့တကယ်တော့တူတူပါပဲဒီ polynomial f of x ရှိမယ်အဲ့ဒီကောင်ကိုစားမဲ့ divisor က ax minus b ရှေ့မှာတော့ဆရာတို့စားတာက x minus k ပုံစံရှိတဲ့ divisor နဲ့စားလို့ရှိရင်ဆရာတို့ဘာလုပ်လိုက်လဲဆိုလို့ရှိရင် f of x ရဲ့ x နေရာမှာ k ထည့်လိုက်တယ်တကယ်တော့ဒီကနေဆရာတို့ x တန်ဖိုးရှာလိုက်တယ်ပေါ့ x တန်ဖိုးရှာပြီးတော့ဒီမှာသွားထည့်လိုက်တယ်ထည့်လိုက်လို့ရလာတဲ့အဖြေဒီဒါဒီ remainder ဖြစ်တယ်ဆိုတော့ဆရာတို့ကတက်တည်လေးပြခဲ့တယ်ပုံစံတွေအများကြီးနဲ့လည်းတွက်ခဲ့တယ်အဲ့မှာဆရာဗာလေးကြံခဲ့လဲဆိုရင်ရှေ့ကဗီဒီယိုတွေမှာတော့တချို့ပုံစံတွေမှာဆရာတို့က synthetic division နဲ့ပြန်စားလို့ရတယ်ဒါလေးကိုဆရာထည့်ပြောဖို့တော့ကြံခဲ့တယ်ပေါ့နော် okay ထားတော့ဒါဆိုဒီမှာဆရာတို့ပြန်ဆက်ရမယ်ဆိုရင် divisor က ax minus b ပုံစံဖြစ်သွားတယ်အဲ့မှာ a က0နဲ့ညီလို့မရဘူး a သာ0နဲ့ညီရင်ဒီကောင်က0ဖြစ်ပြီးတော့ constant b ပဲကျန်ခဲ့မယ်ဒါကြောင့် a 0နဲ့ညီလို့မရဘူးအဲ့ဒီအချိန်မှာ remainder ကဘာပုံစံဖြစ်မလဲဆိုရင် f of b over a ဖြစ်မယ်တဲ့ဆိုလိုချင်တာက f of b over a ကိုရှာလို့ရတဲ့အဖြေဒီဆရာတို့လိုချင်တဲ့ remainder ပဲဖြစ်တယ်လို့ပြောလိုက်တာ ਨੇ အတူတူပဲဒါဆိုရင် b over a ဘယ်ကရမလဲဆိုရင်ဆရာတို့ divisor ကနေရမှာပေါ့ divisor ပေးထားတာကax minus b ပုံစံရှိမယ်အဲ့ကနေဆရာတို့က x တန်ဖိုးကို0နဲ့ညီပြီးရှာလိုက်လို့ရှိရင် x equal b ပေါင်း a နဲ့စားဆိုတော့ b over a ရမယ်အဲ့ဒီ b over a ကိုဆရာတို့ကဘယ်မှာသွားထည့်မလဲဆိုရင်ဒီ f of x ရဲ့ဒီ x နေရာမှာသွားထည့်ပြီးတော့ရှာလိုက်လို့ရှိရင်အဖြေရမယ်အဲ့ဒီအဖြေဒီ polynomial ရဲ့ remainder ဖြစ်တယ်ဆိုတော့ဒါကတော့ theorem 1.2 ပဲဒါလေးပဲဆရာတို့ဘာကွာသွားလဲဆိုရင် divisor ပဲကွာသွားတာမြောက်ဖော်ကိန်းလေးပါလာတာပဲရှိတယ်ရှေ့က divisor တုန်းကမြောက်ဖော်ကိန်းက1ဒီမှာတော့ a ဆိုတော့1မဟုတ်တဲ့နောက်ထပ် constant လေးတစ်လုံးcoefficient ဆိုတော့ကျွန်တော် constant ပဲပေါ့နော် constant လေးတစ်လုံးပါလာတယ် okay ဒါဆိုရင်ဆရာတို့ဘာလုပ်မလဲဆိုရင်တက်တည်ပြကြည့်အောင်တက်တည်ပြဖို့အတွက်ကဆရာတို့ကဒီမှာဆရာကတော့လုံရင်းပဲရေးလိုက်မယ် f of x ကိုဘာနဲ့စားမလဲဆိုရင် ax minus b နဲ့စားတဲ့အခါကျရင် quotient က quotient quotient က q of x ရမယ်လို့ဆရာတို့ထားလိုက်မယ်နောက် remainder remainder က r ရမယ်လို့ထားလိုက်မယ်အဲ့တော့ဆရာတို့သိခဲ့တဲ့ညီမျှချင်းလေးတစ်ခုရှိတယ်ဒီ polynomial ကြီးကိုပြန်လို့ချင်းရင်ဘာလုပ်မလဲဆိုလို့ရှိရင် divisor ဖြစ်တဲ့ ax minus b နဲ့ quotient q of x တွေကိုမြောက် remainder နဲ့ပြန်ပေါင်းဒါဆိုရင်ဒီဘက်ကအဖြေနဲ့ဒီဘက်ကအဖြေနဲ့တူရမယ်ဒါဆိုရင်ဆရာတို့အဖြေမှန်တယ်ဆိုလို့ကျင်တာဆရာတို့ရဲ့ quotient တွေ remainder တွေကမှန်တယ်လို့ပြောချင်တာအဲ့ကနေဆရာတို့ကတက်တည်ပြခြင်းတဲ့အချက်ဖြစ်တဲ့ဒီ f of b over a ဒီ r နဲ့ညီပါတယ်ဆိုတာကိုတက်တည်ပြခြင်းတာဖြစ်တယ်ဒါကြောင့်လို့ဒီ x နေရာတွေမှာ b over a လိုက်ထည့်ကြည့်လိုက်မယ်ဆိုတော့နှစ်ဖက်စလုံးမှာဆရာတို့ထည့်ရမှာပေါ့f of b over a equal ဆရာတို့ဒီကောင်လိုချင်တာเนาะဒီကောင်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်လိုက်ထည့်လိုက်ပါဆိုတော့ဒီဘက်ကိုလည်းဆရာတို့လာထည့်မှရမယ် a times b over a minus b times q of b over a plus r ဆိုဒီမှာကတော့ f of b over a ကိုဆရာတို့ဒီတိုင်းပဲထားလိုက်မယ်ဒီကောင်ကိုမြောက်မယ်ဆိုတော့ a နဲ့ a နဲ့ဒီကောင်က cancel ဖြစ်သွားမယ်b minus b ဒီနှစ်ခုဒီ0ဖြစ်တယ်0နဲ့ q of ဒီ b over a ကဘာကြီးပဲဖြစ်နေညှောက်လိုက်လို့ရှိရင်ဘာကြီးပဲဖြစ်နေဆိုတဲ့နေရာမှာဆရာတို့ဒီမှာ infinity တော့မဟုတ်ဘူးပေါ့နော်မြောက်လိုက်လို့ရှိရင်ဆရာတို့ဘာရမလဲဆိုရင်0ရမယ်0နဲ့ r နဲ့ကိုဆရာတို့ကပြန်ပေါင်းရင်r ပဲရမယ်ဆိုတော့ဒါကဆရာတို့လိုချင်တဲ့တက်တည်ပြခြင်းတဲ့အချက်ဖြစ်ပါတယ်အဲ့တော့အနည်းချုပ်လေးကတော့ဒါပါပဲเนาะပြန်ပြောမယ်ဆိုရင် f of x ဆိုတဲ့ဆရာတို့ကို expression တစ်ခုပေးထားမယ်ဒါမှမဟုတ်လည်းဆရာတို့သတ်မှတ်ရတာရှိမယ်အဲ့ဒီကောင်ကိုစားမဲ့ divisor က ax minus b
ဆိုတော့ကျွန်တော်က 2x minus 3စသဖြင့်ပေါ့နော် 3x minus 5ဒီလိုပုံစံရှိမယ်ဒါဆိုရင်ဆရာတို့ f of x ရဲ့ x နေရာမှာထည့်ရမယ့်ပုံစံဒီ b over a ဖြစ်တယ်ဒီမှာဆိုရင်3 over 2ဖြစ်မယ်ဒီမှာဆိုရင်5 over 3ဖြစ်မယ်ဆရာတို့အလွယ်ဆိုရင်ဒီကောင်ကို3ညနဲ့ညီပြီးတော့ x တန်ဖိုးရှာလိုက်ဒီကောင်3ညညီပြီး x တန်ဖိုးရှာလိုက်ဒါပဲဒါဆိုရင်ဆရာတို့ထည့်ရမယ့်ကောင်ကိုရသွားလိမ့်မယ်အဲ့ဒီကနေမှဆရာတို့တစ်ဆင့်ချင်းရှင်းလိုက်လို့ရှိရင်နောက်ဆုံးရလာတဲ့အဖြေဒီ remainder ပဲဖြစ်တယ်အဲ့တော့ဒီတိုင်းထက်ဆရာတို့ example ပုံစံလေးနဲ့တွေ့ကြည့်အောင်example 6မှာဆရာတို့ပေးထားတာက find the remainder when 2x squared plus 5 minus 3 is divided by 2x minus 3ဆိုတော့ဒီမှာဒီပုံစံဒီ ax minus b ပုံစံအဲ့တော့ ax minus b တုံးက b over a ရတယ်ဒါဆို 2x minus 3ဆိုရင်3 over 2ရမယ်ဆိုတော့ဆရာတို့ထည့်ရမယ့်ကောင်3 over 2ဖြစ်တယ်ပေါ့ဆိုတော့ရှေ့ကအတိုင်းပဲပေါ့ဆရာတို့စာလေးတော့ရေးလိုက်မယ်ဒီမှာ expression ကိုဘာမှပြောမထားတဲ့အတွက် let f for x equal 2x squared plus 5x minus 3အဲ့ဒီခါမှာ when f for x is divided divided by divisor က 2x minus 3နဲ့စားတဲ့အခါကျရင် remainder theorem အရာ the remainder remainder equal f for ဒီမှာဆရာတို့သိထားခဲ့တယ်3 over 2ဆိုတော့ f of 3 over 2ဆိုတော့ f of x ရဲ့ x နေရာမှာ3 over 2ထည့်ခြင်းသည်ဆိုတော့ remainder ကိုရှာခြင်းနဲ့အတူတူပဲဖြစ်တယ်ရလာတဲ့အဖြေဒီ remainder ပဲဖြစ်တယ်ဒါကြောင့်2 x square ဆိုတဲ့အတွက်ကြောင့်မို့3 over 2 the whole square plus 5x လို့ပြောထားတာဖြစ်တဲ့အတွက်5 times 3 over 2 minus 3ဆိုတော့ဒီကောင်ကိုရှင်းမယ်ရှင်းတဲ့အခါမှာဒါဒီ power of equation ဖြစ်တယ်3နှစ်ထက်2နှစ်ထက်2နှစ်ထက်နဲ့ဒီက2နှစ်ထက်နဲ့ကြည့်ရင်အောက်မှာက2တစ်ထက်ပဲရှိမယ်အဲ့တော့9 over 2 plus ဒီကောင်ကတော့ဆရာတို့15 over 2ပဲရမယ် minus 3အဲ့တော့ပိုင်းချိန်ကြည့်လိုက်လို့ရှိရင်2မှညီမယ်ဒီနှစ်ခုပေါင်းလိုက်ရင်က9 plus 15ဆိုရင်24ရမယ်24နဲ့ဒီကောင်ကဆရာတို့ပိုင်းချိန်ကြည့်ရင် -6ဆိုတော့18ဆိုတော့9ရမယ်ဒါကဆရာတို့လိုချင်တဲ့ remainder ပဲဖြစ်ပါတယ်ဒါဒီf for x ကိုဒီကောင် divisor 2x minus 3နဲ့စားလို့ရှိရင်ရလာမယ် remainder ပဲဖြစ်ပါတယ်ဒီနားလေးမှာဆိုတော့ long division လေးနဲ့မှတ်မိအောင်နည်းနည်းလေးပြန်ကြည့်အောင် long division ဆိုဒီနားမှာပြောလိုက်မယ်long division နဲ့စားမယ်ဆိုတော့ဆရာတို့ထပ်ညွှန်းနေကြည့်လိုက်တော့နှစ်ထက်တစ်ထက် constant ရှိတယ်ဆိုတော့ဒီတိုင်းပဲ 2x squared plus 5x minus 3 divisor က 2x minus 3 2x minus 3ဒါဆိုရင်ဆရာတို့ရှေ့ကဒီ leading term ကိုပဲကြည့်မယ် 2x ရယ်ဒီက 2x square ရယ်ဆိုတော့ဆရာတို့လိုချင်တာ 2x square ဖြစ်တယ်အဲ့ဒါဆိုရင်2ရှိပြီးသားဆိုတော့ x နဲ့မြှောက်မယ် sorry x နဲ့မြှောက်ရင် 2x square ဒီမှာက -3x ဖြစ်သွားမယ်အဲ့စားတာဖြစ်တဲ့အတွက်ဆရာတို့နှုတ်မယ်လက္ခဏာတွေ changes လုပ်မယ် negative positive ဒီကောင်နှစ်ခုက cancel ဖြစ်သွားပြီးတော့ဆရာတို့ပြန်ရမှာဒီဒီမှာ5နဲ့3နဲ့ဆိုတော့ 8x minus 3ရမယ်အဲ့တော့ 8x minus 3ဆိုတော့ဆရာတို့ကလိုချင်တာက 8x ဒီမှာက 2x ရှိရဆိုတော့ plus 4နဲ့မြှောက်လိုက်ရင် 8x minus negative 12 times 4က sorry negative 3 times 4က 12ဖြစ်တယ်နှုတ်လိုက်လို့ရှိရင်ဆိုတော့လက္ခဏာချိန်မယ်ချိန်တဲ့အခါမှာဒီကောင်က12 minus 3ဆိုတော့9 9ဒီဆရာတို့လိုချင်တဲ့ remainder ဖြစ်တယ်ဒီမှာလဲဆရာတို့ရတာက9ဖြစ်တယ်ဒါကဆရာတို့ဒီ long division ကိုပြန်မှတ်မိအောင်လို့ဒီမှာနည်းနည်းလေး record ပြန်ခေါ်ပေးတဲ့သဘောပြန်နှွှဲပေးတဲ့သဘောဖြစ်ပါတယ်နောက်တစ်ခါဆရာတို့ synthetic နဲ့လည်းဆက်ပြီးတော့စားကြည့်မယ်သုံးခုလုံးတော့ဆရာတို့တွက်စရာမလိုပါဘူးဒီမှာမှတ်မိအောင်လို့ပြန်ပြောပေးတာဖြစ်ပါတယ် synthetic division နဲ့စားမယ်ဆိုရင်ဆရာတို့ coefficient တွေကိုချရရမယ်အဲ့တော့ဒီမှာ coefficient တွေဒီဆရာတို့ရှင်းမှာစဉ်းစားခဲ့သလိုပဲအစားထည့်စရာမရှိဘူးဆိုတော့အစဉ်လိုက် 25 negative 3သွားမယ်
2 5 negative 3ဆိုတော့divisor က 2x minus 3ဆိုတော့ဒီမှာ3 over 2ဖြစ်မယ်ရှေ့မှာတော့0 k ထည့်ခဲ့တယ်ဒီမှာတော့3 over 2အဲ့ latent time ရဲ့ coefficient ကိုဒီတိုင်းချရေး5 out ကဒီ constant ကိုလိုချင်ရင်တနည်းအားဖြင့် constant ဆိုတာလေဒီကောင်တွေက coefficient ဖြစ်မဲ့ကောင်တွေပေါ့နော်အဲ့ coefficient ကိုလိုချင်ရင်ဒီတစ်ခုလှမ်းမြောက်တော့2ကျေပြီးတော့3ရမယ်ပြီးအဲ့နှစ်ခုပြန်ပေါင်းတော့8နောက်ဒီအောက်ကကောင်ကိုလိုချင်ရင်လှမ်းမြောက်တော့ဒီကောင်က2 times 4 times 3ဆိုတော့12ဖြစ်မယ်ပြီးအဲ့နှစ်ခုပြန်ပေါင်းတော့12 minus 3ဆိုတော့ဒါဒီ0လိုချင်တဲ့ remainder 9ဖြစ်တယ်အဲ့တော့ဘလို့ပဲတွေ့တဲ့အဖြေကတော့အတူတူပါပဲဒီမှာတော့0ကတော့ theorem ကိုသိသွားပြီဆိုတော့ theorem နဲ့ပဲတွက်တော့မှာပေါ့နော်ဒါမျိုးအချိန်တွေအကုန်မခံတော့ဘူးပေါ့ okay ဒါပြီးနောက်ထပ် example 7ကို0ဆက်ကြည့်အောင် example 7ကတော့0ဒီ theorem ကိုသုံးပြီးတော့ပဲတွက်လိုက်ပါမယ်ရှေ့မှာ0နည်းနည်းလေးပြန်နှွှဲပြီးသွားပြီဖြစ်တဲ့အတွက်မေကွန်းကဒါလေးပေးတယ်ပေါ့ဆရာမေကွန်းတော့မဖတ်တော့ဘူးဒါပေးတယ် f of x လို့တန်းပေးထားတယ် divisor ကဒီကောင်ဖြစ်တယ်အဲ့မှာ remainder က1ရမယ်တဲ့1ရတဲ့အခါကျရင် find the value of p တန်ဖို့ရှာပါတဲ့ဒါမျိုးပုံစံက theorem 1.1 တုန်းကလည်း0တွက်ခဲ့တာမျိုးပါရှိတယ်လေ remainder တန်းပေးထားတယ်ဥစ္စာအရာ0ကိုပေးထားတဲ့ remainder နဲ့ remainder theorem အရာရတဲ့ remainder နဲ့ကိုအများချင်းချအဲ့ကနေပြီး0ကိုပုံစံခိုင်းထားတယ်ဆက်လုပ်ပေါ့နော်ဒါပါပဲဆို f of x ပေးထားတဲ့အတွက်တန်းရေးလိုက်မယ် f of x equal 2x cubed minus 7x squared plus px plus 5 စားမဲ့ divisor 2x minus 3 ဆိုတော့ when f of x is divided divided by 2x minus 3 so in the remainder remainder the so remainder theorem ရမှာက f of sorry ပါဒီမှာ1ဖြစ်ရမယ်ဆိုရင်1 over 2ပေါ့နော်ကျွန်တော်ရမှာ1 over 2เนาะဒီကောင်1 over 2ရမယ် okay အဲ့တော့အဲ့ဒီ f of 1 over 2ဒီပု္ပ္ပစာရဲ့ပေးချက်အရာဘာနဲ့ညီမလဲဆိုရင်1နဲ့ညီမယ်ဒါကြောင့် therefore f of 1 over 2 equal 1အဲ့ကနေဆိုတော့ဘာတန်ဖို့ရှာမလဲ p တန်ဖို့ကိုဆက်ရှာမယ်ဆိုတော့1 over 2ဖြစ်တဲ့ဒီနေရာမှာ1 over 2တွေလိုက်ထည့်မယ်ဘယ်နေရာမှာထည့်မလဲဆိုရင် x နေရာအတိုင်းမှာ1 over 2လိုက်ထည့်မယ်အဲ့တော့2ကတော့2ပဲဆိုတော့တစ်စင်ချင်းတွက်မယ်ဆိုရင်3ထက်ဆိုတော့1 over 2 the whole cube ပြီးရင် minus 7 1 over 2 the whole square plus p 1 over 2 plus 5 equal 1ဆိုတော့ဒါကရှေ့ကတစ်ခါရှင်းခဲ့တယ် power of equation ဆိုတော့3နဲ့လည်းဆိုင်တယ်2နဲ့လည်းဆိုင်တယ်2 3တက်2တစ်ထက်ဆိုတော့အောက်မှာ2နှစ်ထက်ကျန်မယ်ဒါဆိုရင်1 over 4 minus 7ကတော့0လုံးလို့မရဘူး7 over 4ဖြစ်မယ် plus ဒီမှာက p over 2 plus 5 equal 1အဲ့တော့0အားလုံး4နဲ့လိုက်မြောက်လိုက်ပေါ့နော်4နဲ့လိုက်မြောက်လိုက်ရင်ဒီပိုင်းခြေတွေပြောက်သွားလိမ့်ဆိုတော့4နဲ့မြောက်ရင်ဒီကောင်က1 minus 7 plus ဒီကောင်4နဲ့လာမြောက်ရင်2 times 2က4ဆိုတော့ 2p plus 20 equal ညီမျှချင်းဖြစ်တဲ့အတွက်ဒီကောင်ကိုလည်းတော့ခြံထားလို့တော့မရဘူး4နဲ့မြောက်ရမယ်ဆိုတော့4 okay ဒါဆိုရင် 2p equal 0ရှင်းမယ်ဆိုလို့ရှိရင်ဒီကောင်က negative 6 negative 6နဲ့20နဲ့ဆိုလို့ရှိရင်က14ရမယ်14ကဒီဘက်ကိုဆိုလို့ရှိရင် negative 14အဲ့တော့0ရမယ်အဖြေက negative 10 therefore p equal negative 5အဲ့တော့ဒါဒီ0ကိုရှာခိုင်းထားတဲ့ p ဖြစ်တယ်ဆိုတော့ပုံစံကရှေ့ကနေသဘောတရားအတူတူပါပဲ divisor လေးနည်းနည်းပဲကွာသွားတာဖြစ်တယ်အဲ့တော့ example ကတော့ဒီနှစ်ပုဒ်ပဲရှိတယ်ဆိုတော့ကျွန်တော် exercise ကိုသွားရအောင် exercise မှာက remainder တွေကိုရှာခိုင်းထားတယ်တဲ့a နဲ့ b ဆိုပြီးတော့နှစ်ခုရှိတယ် a မှာက expression ကဒါပေးတယ် divisor ကဒါပေးတယ်အဲ့တော့ကျွန်တော် a ကနေစရအောင်3ရဲ့ a ကလက်ထားလိုက်မယ်ကျွန်တော်ဘာမှပြောမထားတဲ့အတွက်သတ်မှတ်ချက်လေးတစ်ခုခု f of x equal 6x square plus x minus 7ရှေ့ကလိုပဲ1 f of x is divided by
2x plus 3 2x plus 3နဲ့စားတဲ့အခါမှာ the remainder remainder equal ဒီကနေ x တန်ဖို့ရှာတော့ negative 3 over 2 ရမယ် 2x plus 3 equal 0 ဆိုရင် x equal negative 3 over 2 ဆိုတော့ f of negative 3 over 2 okay ဒါဒီ0 f of x ရဲ့ x နေရာမှာ negative 2 over 3 လိုက်ထည့်ရမယ် equal 6x square ဆိုတော့ 6 negative 3 over 2 the whole square plus x ဆိုတော့ဒီမှာအနှုတ်ပဲတန်းရေးလိုက်မယ် 3 over 2 minus 7 sorry minus 7 equal ဒီကောင်ကအနှုတ်နှစ်ထပ်ဆိုတော့0အပေါင်းဖြစ်မယ်ပြီးတဲ့အခါကျရင်အပေါ်မှာက3နှစ်ထပ်အောက်မှာက2နှစ်ထပ်2နှစ်ထပ်က4ဖြစ်တယ်4နဲ့6နဲ့ကို0 reduce လုပ်လိုက်လို့ရှိရင်6က3ဖြစ်သွားမယ်ဆိုတော့အောက်မှာက2ရယ်ဒီက3ရယ်ဒီက9ရယ်ဆိုတော့27 minus 3 over 2 minus 7 2နဲ့ပိုင်းချိန်ညှိဆိုတော့ဒီကောင်နှစ်ခုပေါင်းခြင်းက sorry ဒီကောင်နှစ်ခုကမတူတော့ဆိုတော့နှုတ်လိုက်မယ်ဆိုတော့24ရယ်ဒီနောက်က14ရယ်ဆိုလို့ရှိရင်10ကိုရမယ်အဲ့တော့နောက်ဆုံး divisor sorry remainder က5ဖြစ်တယ်ဒါပေမဲ့3ရယ် b မှာကဘာမှ0ကိုပြောမထားဘူးရှေ့ကလိုပဲ let f for x equal 10x power 4 plus 5x cubed plus 4x square minus 9 စားမဲ့ divisor က 2x minus 1 so တော့ when f for x is divided divided by 2x minus 1 နဲ့စားရင် remainder theorem အရ the remainder remainder equal f for ဒီကောင်ကို0နဲ့ညီပြီး x တန်ဖို့ရှာရင် 1 over 2 ရမယ် f for 1 over 2 ဒါဆိုရင် f for x ရဲ့ဒီ x နေရာတွေမှာ 1 over 2 တွေလိုက်ထည့်မယ်ဆိုတော့ 10 multiply by 1 over 2 the whole power 4 plus 5 multiplied by 1 over 2 the whole cube plus 4 multiplied by 1 over 2 the whole square minus now a constant of 9ဒါကိုဆက်ရှင်းမယ်ဆိုတော့အပေါ်က1ကတော့ဆိုတော့1ပဲရမယ်ဆိုတော့ဒီကောင်10အောက်က2 4တက်က16ရမယ်အဲ့တော့16 10ဆိုတော့2 5လီ2 8လီနဲ့ဆိုတော့ reduce လုပ်လိုက်မယ် plus 5ကတော့ဘာမှလုပ်လို့မရဘူး5 over 2 3တက်က8 plus ဒီမှာအောက်က2နှစ်ထက်က4ရယ်ဒီပေါ်က4ရယ်ကဆိုတော့ cancel ဖြစ်သွားရင်1 minus 9ရမယ်ဒီနှစ်ခုမှာဆိုတော့ဒီနှစ်ခုကိုရှင်းလိုက်လို့ရှိရင်10 over 8ရမယ်10 over 8ကို reduce လုပ်လို့ရှိရင်10က5 8က4ဒီကောင်နှုတ်လိုက်ရင်က negative 8ဆို4နဲ့ပိုင်းချိန်ညှိလိုက်တော့4 8 32နှုတ်လိုက်လို့ရှိရင်အနှုတ်ကကြီးမယ်32ထဲက0 5ကိုနှုတ်မယ်ဆိုတော့27 over 4ရမယ်ဒါပဲရမှာပေါ့နော်ဒါပဲဆိုတော့ဒါကိုမှmix နဲ့မှာပြန်ပြောင်းခြင်းတော့ဒီမှာကိန်းရောပြန်လို့ပေါ့ဒီထိရထားလဲရပါတယ် okay ဒါဆိုရင်လိုချင်တဲ့ remainder ကိုရပြီဖြစ်ပါတယ်နောက် number 14ကိုသွားရအောင် number 14မှာကိုပေးထားတာကဒါက expression တစ်ခုပေးထားတယ်အဲ့ဒီ expression ကို divided by x minus 2 x minus 2နဲ့စားခြင်းသည် is half the remainder when the same expression is divided by 2x minus 1 find the value of k ဆိုတော့ဒါကိုနားလည်အောင်လို့ဒီမှာဒါလေးနဲ့ကြည့်အောင် f of x ဆိုတဲ့ expression ရှိမယ်အဲ့ကောင်စားမဲ့ divisor က x minus 2ရယ်နောက်ထပ် divisor က 2x minus 1ရယ်ဆိုပြီးနှစ်ခုရှိမယ်အဲ့မှာ x minus 2နဲ့စားလို့ရတဲ့ remainder f of 2ဒီ 2x minus 1နဲ့စားလို့ရတဲ့ remainder f of 1 over 2ရဲ့တဝက်နဲ့ညီတယ်လို့ပြောထားတာဒါပဲရှင်းမှာတော့နှစ်ဆနဲ့ညီတယ်ဆိုတဲ့ပုံစံတွက်ဖူးတယ်ဒီမှာတော့တဝက်နဲ့ညီတာအဲ့ကနေတွက်ချလိုက်ရင်k တန်မှုကိုရှာလို့ရသွားမှာဖြစ်တယ်အဲ့တော့expression ကိုတတ်မှတ်ပေးလိုက်မယ် let f for x equal 2x cubed
plus kx square plus 7ဒီနားလေးမှာဟို same expression လို့ပြောထားတယ်ဆရာကပြောဖို့ကြံခဲ့သွားတယ် same expression ဆိုတော့ဒီကောင်ကိုပဲပြောတာဖြစ်တယ်เนาะ okay ဒါဆိုရင်ဆက်မယ် f of 2 sorry f of x ကိုစမယ် when f of x is dividt divided by ဒီကောင်နဲ့စမယ်ဆိုရင် x minus 2 and 2x minus 1နဲ့စမယ်ဆိုရင်ဆိုတော့ page တွေတစ်ခါတည်းတက်ရင်လိုက်မယ်ဒီကောင်နဲ့စားလို့ရမှာက remainder က f of 2ဒီကောင်နဲ့စားလို့ရမှာက f of 1 over 2 page အရာ f of 1 over 2ရဲ့တဝက်ဒီ f of 2နဲ့ညီတယ်ဒါဆိုဒီမှာလာထည့်ပြီးတော့တွက်လိုက်တော့မယ်2 times x cube ဖြစ်တဲ့အတွက်2 3တက်ဆိုတော့တက်ရင်လိုက်မယ်ဒီမှာလာထည့်မှာ2 3တက်ရှေ့တစ်ထည့်ဆို2 4တက်2 4တက်က16ဒီမှာက2နဲ့ထက်က4ရှေ့ k နဲ့မြောက်တော့ 4k plus 7ကဘာမှလုပ်လို့မရဘူး1 over 2ခွင့်ခတ်ထားလိုက်မယ်ဒီမှာကဆရာတို့ဘယ်လိုရမလဲဆိုလို့ရှိရင်1 over 2ကို3တက်တင်တယ်အဲ့တော့ဒီလိုဖြစ်မယ်ပေါ့2 times 1 over 2 cube ဖြစ်မယ်ဆိုတော့2 4တက် sorry 2နဲ့ထက်ကျန်မယ်ဆိုတော့1 over 4 plus x square ဆိုတော့1 over 2 the whole square ဆိုတော့k over 4 plus 7ဒီမှာဆရာတို့ကဒီကောင်ကဝင်မြောက်လေရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီကောင်မမြင်ချင်းဆိုနှစ်ဘက်စလုံးကို2နဲ့မြောက်လိုက်မယ်2နဲ့မြောက်လိုက်ရင်ဒီကောင်တစ်ခုလုံးကို2နဲ့မြောက်မယ်ဆိုတော့32 plus 8k plus 7 times 2က14 equal ဒီမှာ2နဲ့လာမြောက်ရင်1 over 2နဲ့ cancel ဖြစ်သွားပြီးတော့ဒီထက်အကောင်ကိုရှင်းရင်ပိုင်းခြေက4ဒီမှာ4 28တင်းနဲ့ပေါင်းတော့29 plus k ပြီးနှစ်ဖက်စလုံးကို4နဲ့မြောက်လိုက်ရင်128 plus 4 times 8က 32k plus 14နဲ့4နဲ့ကိုမြောက်မယ်ဆိုတော့56 equal ဒီက4က cancel ဖြစ်သွားရင်29 plus k အဲ့ k ကိုလိုချင်တာဖြစ်တော့ဒီ k နှစ်ဖက်စလုံးကို k နှုတ်လိုက်လို့ရှိရင် 31k equal ဒီမှာဒီနှစ်ခုရှင်းမှာကဒီနှစ်ခုဆိုတာက128နဲ့56နဲ့ရှင်းမယ်ဆိုတော့ရှင်းလို့ရှိရင်4ရဲ့8 184ဒီကောင်ကအနှုတ်ဖြစ်မယ် plus 29အဲ့တော့ 31k ဒီကောင်နှုတ်မယ်ဆိုတော့5 1ဒါဆို31နဲ့စားမယ်ဆိုလို့ရှိရင်5တက်လီ5 3လီဆိုတော့ -5အဲ့တော့ k တန်ဖို့ -5 0ရသွားမယ်ဒါ0ကိုရှာခိုင်းတဲ့ value ကို k ပဲဖြစ်ပါတယ်ဒါဆိုရင်0ဒီ exercise ဒီ 1.1 မှာရှိတဲ့ပုံစံတွေရောအကုန်လုံးပြီးပြီပေါ့နော်နောက်ထပ်တစ်ပိုင်းကတော့0 vector အပိုင်းဖြစ်ပါတယ် okay အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ပါမယ် bye bye